လေတိုးတန်တစ်သားအိမ်ဟောင်းတဖြည်းဖြည်းကျွတ်တန်တကားအောက်ကနေထွက်လာတဲ့အဝါရောင်လင်းဟာအလင်းဆိုတာထက်အခန်းထဲမှာတခုခုရှိနေကြောင်းသတိပေးနေတယ်လို့ပဲလေးယောက်လုံးတကားရှိမှရက်နေကြတယ်ဘသူမှအရင်မဖွင့်ရဲဘူးအဲ့ဒီအချိန်မှာတကားနောက်ကကလေးမလေးရဲ့အတန်ကထပ်ထွက်လာတယ်အကိုဘာလို့မဝင်လာတာလဲကျော်သူကရဲမှန်ဘက်လှည့်ကြည့်တယ်ကျော်သူရဲမှန်ငါတို့ပြန်ဆင်းရအောင်ရဲမှန်မင်းကြားတယ်မဟုတ်လားဒီအခန်းထဲမှာတယောက်ယောက်ရှိနေတယ်ကျော်သူရှိနေတာနဲ့ဝင်ရမယ်လို့ဘသူပြောလဲရဲမှန်ခဏငြိမ်သွားတယ်အောင်မျိုးကကင်မရာကိုတကားနားကပ်ပြီးရိုက်နေတယ်အောင်မျိုးငါတို့အခုပြန်သွားရင်ဒီနေ့တွေ့ခဲ့တာတွေအားလုံးဘာမှန်းတောင်သိမှာမဟုတ်ဘူးစင်ကိုကခေါင်းခါတယ်စင်ကို documentary က documentary ပဲအသက်အန္တရာယ်ရှိရင်တော့မရိုက်လဲရတယ်ကွာရဲမှန်ကတကားလက်ကင်ကိုကြည့်လိုက်တယ်ပြီးတော့ဖြည်းဖြည်းလက်လန်းလိုက်တယ်စင်ကိုရဲမှန်တေချာစဉ်းစားအောင်ရဲမှန်ကပြန်မကြည့်ပဲပြောတယ်ရဲမှန်ငါတို့၄ယောက်အတူဝင်မယ်တယောက်နဲ့တယောက်မခွဲဘူးတခုခုဖြစ်ရင်ချက်ချင်းပြန်ထွက်မယ်အားလုံးမယုံကြည်သေးပေမဲ့နောက်ဆုံးတော့ခေါင်းညှိလိုက်ကြတယ်စီတကားလက်ကင်ကလစ်တကားကသူတို့ထင်ထားတာထက်ပိုလွယ်လွယ်နဲ့ပွင့်သွားတယ်အခန်းထဲမှာအဝါရောင်စီမီတစ်လုံးလင်းနေတယ်အခန်းကသေးတယ်နေရန်တစ်ဖက်မှာစာအုပ်စင်အဟောင်းတစ်ဖက်မှာတစ်သားကလာထိုင်အလယ်မှာတော့အသက်10နှစ်လောက်ရှိတဲ့ကလေးမလေးတစ်ယောက်ထိုင်နေတယ်သူမကအဖြူရောင်အင်ဂျီလေးနဲ့အဖြူရောင်ထပ်ပြီးလေးဝတ်ထားတယ်စပင်ရှည်တွေကမျက်နှာတစ်ဝက်ကိုဖုံးထားတယ်ခြေထောက်တွေကကျမ်းပြင်ကိုမထိဘူးအောင်မျိုးရဲ့ကင်မရာကအဲ့ဒီနေရာမှာပဲရပ်သွားတယ်အောင်မျိုးဟာသူကစင်ကိုကအတန်တိုးတိုးနဲ့ပြောတယ်ခြေထောက်ကျမ်းပြင်ကိုမထိဘူးကလေးမလေးကသူတို့ကိုမော့ကြည့်တယ်မျက်နှာကကြောက်စရာကောင်းအောင်မပြောင်းလဲဘူးအေးအေးဆေးဆေးပဲသူမကရဲမှန်ကိုကြည့်ပြီးမေးတယ်ကလေးမလေးအကိုတို့မိုးရွာနေတာမမြင်ဘူးလားရဲမှန်ကမျက်မှောင်ကျုပ်တယ်မြင်တယ်ကလေးမလေးကခေါင်းညိတ်တယ်ဒါဆိုဘာလို့အပြင်မှာမိုးရေဆူနေတဲ့လူကိုအိမ်ထဲခေါ်လာတာလဲ၄ယောက်လုံးတပြိုင်နက်တည်းတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်ကျော်သူဘာကိုပြောတာလဲကလေးမလေးကသူတို့နောက်ဘက်ကိုလက်ညှိုးထိုးတယ်ဟိုမှာသူကအကိုတို့နဲ့အတူလာတာမဟုတ်ဘူးရဲမှန်ကချက်ချင်းနောက်လှည့်ကြည့်လိုက်တယ်စင်ကြံထဲမှာဘယ်သူမှမရှိဘူးဒါပေမဲ့ကျမ်းပြင်ပေါ်မှာရှုံချေရအစ်စ်တွေရှိနေတယ်သူတို့နောက်မှာအခုလေးတင်တယောက်ယောက်လမ်းလျှောက်လာတယ်လို့ပဲရဲမှန်ကအလင်းအမြတ်အခန်းထဲကိုပြန်လှည့်ကြည့်တယ်ကလေးမလေးကမရှိတော့ဘူးကလတ်ထိုင်ကတော့အခုထိလှုပ်နေတော့ဆက်တစ်သားကလတ်ထိုင်တဖြည်းဖြည်းကျွတ်တန်အောင်မျိုးကအန်အော်ဘီကင်မရာကိုအခန်းထဲလိုက်ရိုက်တယ်ဘယ်ရောက်သွားတာလဲစင်ကိုကရုတ်တရက်နှစ်ချက်ကိုနားမှာတက်လိုက်တယ်သူ့မျက်နှာကပိုပိုပြီးဖြူလာတယ်ရဲမှန်ဘာဖြစ်လို့လဲစင်ကိုကဖြေမဲ့အစားအတန်ဖန်းဆက်ရဲ့ screen ကိုရဲမှန်ဘက်လှည့်ပြလိုက်တယ်အဲ့ဒီမှာ audio waveform တစ်ခုရှိနေတယ်သူတို့၄ယောက်ရဲ့အတန်တွေကြားမှာနောက်ထပ်အတန်တစ်ခုပါနေတယ်ဒါပေမဲ့အဲ့ဒီအတန်ကအခုလေးတင်မဟုတ်ဘူးသူတို့အိမ်ထဲကိုဝင်လာကြတဲ့ကတစုံတစ်ယောက်ကသူတို့နောက်ကနေတိုးတိုးလေးပြောနေခဲ့တာစင်ကိုက recording ကိုပြန်ဖွင့်တယ်စအတန်ဖန်းဆက်မှပြန်ဖွင့်တန်ရဲမှန်ရဲ့အတန်အောင်မျိုးရဲ့အတန်ကျော်သူရဲ့အတန်စင်ကိုရဲ့အတန်ပြီးတော့မသိတဲ့လူတစ်ယောက်ရဲ့အတန်၄ယောက်လို့ထင်နေတာလား recording ရက်သွားတယ်အားလုံးငြိမ်သွားကြတယ်အောင်မျိုးကကင်မရာကိုချလိုက်တယ်အောင်မျိုးငါတို့ဒီအိမ်ထဲမှာ၄ယောက်ပဲရှိတယ်မဟုတ်လားဘယ်သူမှမဖြေဘူးအဲ့ဒီအချိန်အခန်းထဲကစာအုပ်စင်ဟောင်းနောက်မှာတောက်ဆိုတဲ့အတန်တစ်ချက်ထွက်လာတယ်
ရဲမှန်ကမီးအိမ်ကိုမြောက်ပြီးစာအုပ်စင်ဘက်ကိုထိုးကြည့်တယ်စာအုပ်စင်နောက်မှာတစ်သားပြတစ်ချက်ရှိတယ်အခြားတစ်သားတွေနဲ့မတူဘူးတစ်ပြန်ပိတ်ထားသလိုပဲရဲမှန်ကစာအုပ်စင်ကိုအသာရွှေ့လိုက်တယ်တစ်သားပို့တန်နောက်ကနေလှုပ်ဝက်တကားတစ်ချက်ပေါ်လာတယ်တကားပေါ်မှာအနက်ရောင်မင်းနဲ့စာတစ်ကြောင်းရေးထားတယ်1996မိုးမခအင်းဖြစ်ရမှတ်တမ်းရဲမှန်ရဲ့မျက်နှာပြောင်းသွားတယ်1996ဒါဆိုအောင်မျိုးကသူ့ဘေးမှာရက်လာတယ်ဒီရွာရဲ့အဖြစ်အပျက်က230လောက်ကတည်းကဖြစ်နေတာလားရဲမှန်ကတကားကိုဖွင့်လိုက်တယ်အတွင်းမှာအမှောင်ထဲကနေစာရွက်တွေဓာတ်ပုံတွေအဟောင်းပစ္စည်းတွေနဲ့ပြည့်နေတဲ့အခန်းသေးသေးတစ်ခန်းနေရန်ပေါ်မှာဓာတ်ပုံတွေအများကြီးချိတ်ထားတယ်ရွာသားတွေအိမ်ဟောင်းအင်းကန်တင်ချိုင်းပြီးတော့အဖြူရောင်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ရဲမှန်ကဓာတ်ပုံကိုအနီးကပ်ကြည့်လိုက်တယ်ဓာတ်ပုံအောက်မှာမေသက်အသက်18လို့ရေးထားတယ်အောင်မျိုးကဓာတ်ပုံကိုကြည့်ပြီးတိတ်သွားတယ်သူကတိုးတိုးလေးပြောလိုက်တယ်ရဲမှန်ဒီမိန်းကလေးကိုငါတို့အိမ်အပြင်မှာတွေ့ခဲ့တာမဟုတ်ဘူးလားရဲမှန်ကဘာမှမပြောနိုင်ဘူးဓာတ်ပုံထဲကမိန်းကလေးရဲ့မျက်နှာသူတို့တွေ့ခဲ့တဲ့တရေမိန်းကလေးနဲ့တပုံစံနဲ့ဒါပေမဲ့ဓာတ်ပုံရဲ့နောက်ကျောမှာရေးထားတဲ့ရက်စွဲက1996ခုနှစ်ဇူလိုင်လ14ရက်အဲ့ဒီအချိန်မှာကျော်သူကနောက်ကနေအတန်တုံတုံနဲ့ပြောလိုက်တယ်ရဲမှန်ငါတို့ရောက်လာတာဇူလိုင်လ14ရက်နေ့ပဲရုတ်တရက်လေးပြင်းတိုက်တန်အခန်းထဲကစီမီငိမ့်သွားတယ်အမှောင်ထဲမှာကလေးမလေးရဲ့အတန်ထွက်လာတယ်ဒီတခါတော့သူတို့နောက်ကနေအဲ့ဒါကြောင့်ပဲသူတို့ပြန်လာတာအကိုတို့ကိုစောင့်နေတာခဏငြိမ်သွားတယ်ပြီးတော့အတန်ကပိုနီးလာတယ်လွန်ခဲ့တဲ့230ကဒီအိမ်ကိုဝင်လာခဲ့တဲ့4ယောက်သူတို့တဲက1ယောက်ကဒီနေ့အထိမထွက်သေးဘူးဆက်ခါနှလုံးခုန်တန်ဒုံရဲမှန်ကအမှောင်ထဲမှာသူ့ဘေးကလူ3ယောက်ကိုတယောက်ချင်းစီလိုက်ကြည့်လိုက်တယ်ပြီးတော့သူ့အကြည့်ကကျော်သူစီမှာရက်သွားတယ်ကျော်သူကလည်းရဲမှန်ကိုပြန်ကြည့်နေတယ်ဒါပေမဲ့သူ့မျက်နှာပေါ်မှာမိနစ်အနည်းငယ်အတွင်းပထမဆုံးအကြိမ်ထူးဆန်းတဲ့အပြုံးတစ်ခုပေါ်လာတယ်ရဲမှန်မသိသေးတာကဒီညမှာသူတို့ရှာတွေ့မဲ့အဖြစ်မှန်ဟာမိုးမခအင်းရွာရဲ့တရေအကြောင်းတင်မဟုတ်ဘူးသူတို့4ယောက်ထဲကဘသူကလူအစ်စ်လဲဆိုတာကိုပါစတင်မေးခွန်းထုတ်ရတော့မဲ့အချိန်ရောက်လာပြီဆိုတာပဲ